မင်္ဂလာပါဒါတော့ချင်ပတ်ဆောင်းနဲ့တုတ်စရာတွေဖြစ်ပါတယ်ပြီးတော့ဒီဟာကတော့ငံမြကြီးကြောပေါ့နော်ပစုံကြောင့်ငံမြကြီးကြောဒီတုံမိုးဖောက်ကိုဖောက်ထည့်ထားတာဖြစ်ပါတယ်တုံမိုးပစုံကြောင့်ငံမြကြီးကြောဘယ်နေရာမှာစုပ်ဝယ်လို့ရပါတယ်ကျွန်တော်တို့ ready made စားနေရလူတွေတော်မရှိမဖြစ်ပါတယ်ကဲခုကျမှတော့စားပြတော့မှာဖြစ်ပါတယ်ဒါကျွန်တော်တပကံပေါ့နော်သမင်းဘက်တပကံအမောက်ကိုချမတ်ဆောင်ပြီးထည့်ထားတာဖြစ်ပါတယ်ကဲအခုကတော့ဘာကြောင့်ငါများကြီးကျော်အနက်လေးကိုမှုန်းနေတာပဲအဲ့ဒါကိုသမင်းပကံနဲ့ထည့်ပါပြီဒါချင်ဘက်ကိုစထားတဲ့အချိန်မှာခင်းတဲ့အရသာရယ်အတီးရွက်ဒီအခါသက်လေးရယ်နော်စားနဲ့နှက်ထားတဲ့အငံတက်လေးရယ်အဲ့ဒါလေးရတယ်ဟုတ်ဒါတရက်ကင်းကျင်ပါကြက်ကင်းကျင်ကိုစပြီးွားလိုက်တဲ့အချိန်မှာဖန်လာပေါ့နော်ဖန်လေးနဲ့ချင်းရတာလေးရပါတယ်ကဲအခုဒါတော့ကစုံနေကြမှာကစုံနေကြတော့ရတာပေါ့တယ်ခင်ဗျဒါမဲ့ဖြည်းဖြည်းချင်းအခုကျွန်တော်စားပါမယ်ဒါတော့ကြောင်ချာသေးကြမှာနုံညံ့ပြီးတော့စားတော့ကောင်းပါရဲ့ကြောက်တာမုံလာဦးနေပါဒါရေရောမုံလာဦးနေဖြစ်တဲ့အတွက်ကျမတော့မဟုတ်ပါဘူးကဲဒါတော့မုံလာဖြူခြင်းပါဒါတော့မုံလာဖြူခြင်းဆိုတော့မုံလာဖြူခြင်းရတာနည်းနည်းချင်းရတာလေးပေါ့ပါတယ်ကဲအခုစတဲ့စားပါပြီကဒါချင်းနဲ့ကစုံဒီချင်းကိုထည့်ပါမယ်ပေါတော့ကောင်းပါရဲ့နမကြောက်တာအပြည့်ဝဖြစ်တဲ့ကြငါမရောရတယ်ရုပ်ဒီခွာကြနဲ့ပစုံကြောင်းနဲ့ပေါ့ငါမရည်နဲ့ကြော်ထားတဲ့အတွက်ရတာတော့ share ပါပဲဒီတုံမိုတစိတ်ကတော့ကျွန်တော်စားနေကြပါတော့တခြားစိတ်တွေလည်းကောင်းပါတယ်ခြားစိတ်တွေလည်းစားလို့ကောင်းပါတယ်ပေါ့ဒါပေမဲ့တုံမိုစိတ်ကြတော့ကျွန်တော်ကြိုက်တဲ့အရာတွေနဲ့တစ်ဖက်တည်းကြတာပေါ့နော်တော့ကောင်းလားအဲ့တော့အခုစားနေနေလေးဘုဒ္ဓတာပေါ့ဒါလက်ကြီးလေးကြတော့ပြောတာမဟုတ်ပေါ့နော်ဘုဒ္ဓတာနဲ့ကျွန်တော်အားလုံးညောက်ပေးနေတာဒါဘယ်နိုင်ငံမှာပဲနေပေါ့အစားတော့ကအရေးကြီးပါတယ်ကျန်းမာရေးအရေးကြီးပါတယ်အဲ့တော့အစားတော့ဂရုစိုက်ကြပါကျန်းမာရေးဂရုစိုက်ကြပါအဲ့တော့ကြောင့်အားလုံးနေကောင်းကြမှာဖို့ပြောင်းလဲပါတယ်မိသားစုရဲ့အဝေးမှာနေရာကြီးဖြစ်စေမိကနေရာကြီးဖြစ်စေပါခုချိန်မှာ virus တွေယောဂပိုးတွေငလင်တွေနေပြိုလာတယ်မုန်တိုင်းတွေဆူနာမီတွေကမ္ဘာစစ်တွေအများကြီးအဲ့ဒါကြောင့်မလို့ထမင်းတစ်လောက်ကိုအရသာရှိစားရခြင်းရလဲဒုက္ခပါပဲဒုက္ခ
ပုံကိုထမင်းစားနေတဲ့အချိန်အတွင်းမှာအလဲရောက်လာပါပဲအဲ့လိုပဲကျွန်တော်ခံယူပါတယ်ကျွန်တော်တို့ဆိုရင်ဒါပြောမယ်ဆိုရင်ဒါသူများလို့သူမပွားပေါ့သူများနိုင်ငံမှာဒါပေမဲ့ခုလိုထမင်းစားတဲ့အချိန်မှာကိုပီတိနဲ့စားရတဲ့အတွက်ထမင်းပေါ်မှာလည်းကျေးဇူးတည်တာရောက်တယ်ကိုစားတဲ့ဟင်းတရားပေါ်မှာလည်းကျေးဇူးတည်တာရောက်တယ်ပြီးတော့ကိုခုဖြစ်နေတဲ့အချိန်ကိုလည်းတန်ဖိုးထားရရောက်တယ်အဲ့အတွက်ကြောင့်လို့ကျွန်တော်ကတော့စားရင်မေးချက်စားတယ်အတန်ထွက်ရင်လည်းထွက်တယ်မထွက်ရင်လည်းမထွက်ဘူးဒါလူတိုင်းကတော်တော်များများပါနော်လူတိုင်းလို့တော့မဆိုလို့ပါဘူးချမ်းသာတဲ့လူတွေကိုမဆိုပါဘူးလို့ပါဘူးသမင်းစားဖို့အတွက်အလုပ်လုပ်ကြတာလူဆိုတာစားဝတ်နေရေးစားအဓိကပဲအစားတော့ဘာရရဖို့ရန်ခက်ခဲဒါကျွန်တော်အသားပုံမှန်မစားရတဲ့လူတွေဒါလေးသားပါတယ်ဒါမဲနိုင်ပြောတာမဟုတ်ပါဘူးစားပုံမှန်မစားရတဲ့လူတွေလည်းရှိပါတယ်သမင်းပုံမှန်မစားရတဲ့လူတွေလည်းရှိပါတယ်ဒါမဲ့နိုင်ငံခြားလူတွေတော်တော်များများကတော့သမင်းပုံမှန်မစားကြပါဘူးခောက်ဆက်ပြုံးနဲ့ညားတာပေါ့နော်ခောက်ဆက်ပြုံးနဲ့ညားရင်လည်းအီဂျာကွေးတို့ပေါက်စီတို့ပလာတာတို့နဲ့ညားတာပါပဲအဲ့ဒါကြောင့်စားပါအောင်မယ်ဒါခုဆိုရင်ဒီဆင်းရတဲ့ဘယ်ဖြိုးတော့ကိုတော့တင်ပြဆင်းရတယ်ဒါနိုင်ငံသားမှနေတဲ့လူကြောက်တော့ဆင်ဘက်ဆိုတာလွယ်ကူနဲ့မရအောင်ဒါမျိုးလဲသွားတဲ့အကိုတယောက်ကိုမှားထားလို့ဒါချင်ဘက်အစုံစားရတာအဲ့တော့ဒါဆိုသခွားကြီးပေါ့နော်သခွားကြီးကိုကျွန်တော်ဒီတိုင်းလှီးပြီးတော့စားတော့တပါးပဲပြောအစားတော့အတော့တလုံးကိုတမိုးစားပြီးစားရတဲ့အတွက်အဲ့ကိုစားတဲ့အစားတော့ပေါ်မှာလည်းကျင်းတဲ့နှစ်သိမ့်မှုရှိတယ်ကျင်းတဲ့အားရမှုရှိတာပဲနှစ်သိမ့်တာမဟုတ် sorry အဲ့တော့ဘလို့ဖြစ်လာလဲဆိုတော့စားလို့ကောင်းလာတယ်အဲ့လိုစိတ်ထဲကိုမူးထွက်ပြီးစားအလုံးစမ်းမှာပျော်ရှင်နိုင်မပျော်ရှင်နိုင်ရလူမှုဘဝပတ်ဝန်းကျင်မှာပျော်ရှင်နိုင်မပျော်ရှင်နိုင်အသာစားကိုစားနေရတဲ့အချိန်မှာဒီထမင်းမတဲ့ပကတော့စားနေရတဲ့အချိန်မှာဘောင်းတော်ရောဝမ်းလာစားတဲ့အတွက်ဒီထမင်းဝိုင်းမှာကိုအားလုံးပိုင်ထမင်းဝိုင်းလို့တော့မပြောလို့ပါဘူးဒီထမင်းတပ်ကန်နဲ့ဒီမပြီးကျော်လေးတပ်ကန်ပေါ့နော်အဲ့တော့ကိုပိုင်တဲ့ထမင်းဝိုင်းကိုကျွန်တော်ကတော့အများနဲ့တပ်ဖို့ထားတယ်ဒီလိုအိမ်မှာမိသားစုနဲ့ဖြစ်စေတပြင်းမှာတငယ်ချင်းနဲ့ဖြစ်စေထမင်းစားရင်လည်းကျွန်တော်အမြဲတမ်းတတ်မှုထားဒါပေမဲ့ကျွန်တော်ကတော့အစားအသောက်ကိုတခါလေးမြန်လည်းစားပြည့်ရနေ့လည်းစားပြည့်တယ်ဒါပေမဲ့ကျုပ်ကိစ္စရဥမာလာဆိုထမင်းစားရပါဗျာကျွန်တော်ရေတောက်မပါဘူးကြောက်လို့မရအောင်ငန်းရတယ်ဒါတော့အားလုံးမတောက်မှာပါဒါရင်းနေရဒီတော့မပေါ့နင်းရတယ်လေအဲ့တော့ဘာဖြစ်လဲဆိုတော့နဲ့မစားပြုံဘယ်လိုတည်းမှဆိုရင်တော့လောနဲ့စားဖြစ်တာပေါ့ဒါပေမဲ့အဲ့လိုစားရတဲ့သမင်းဟင်းရတယ်ရမရှိဖိကျဲအဲ့တော့
ကျွန်တော်ပြောဆိုရင်လည်းစားတာသုံးပုံသုံးပုံပဲကြိုးလေးအများကြီးရတယ်ဆမ်းမဟန်ရဆမ်းမအေးစေးပဲကိုဆမ်းမစားရင်ကန်းလာတာသိမရှိဘူးအဲ့တော့အေးစေးပဲအားလုံးနဲ့မှာတင်လာပေါ့ဒီမှာပဲမမောင်းချင်မမီးကြီးရတယ်စားတော့မှာကိုအဲ့တော့လူတယောက်နဲ့တယောက်ရတာလေတော့ခန္ဓာချင်းအစားပေါ်မှုဝင်လာခြင်းလည်းမတူဘူးကျွန်တော်ကစားဖို့လိုပဲစားတယ်စားနေတဲ့အချိန်မှာအစားအရာရှိလို့ရည်ကြီးခုဆိုရင်ကတဲ့ချင်ကလက်ငန်ကတဲ့ချင်မဟုတ်ကတဲ့ငန်ဖြစ်နေကျွန်တော်ငါစားရလို့ကတဲ့ငန်ဖြစ်နေwell cái đó là cái gì là năm nay giờ làm luôn cái đó thì mẹ mang xa lại mà con này cái đó xa đâu vào mà xanh nhập rồi bút ở bên là xa xe ra la lên rồi nha bà la không xin nhận được rồi bà mà xa nhận này đi không chỉ kệ ấy là bắt thằng còn ta tạo vào nó ấy rồi mà bảo xa thế này thôi cái mà vậy vậy sao thế này đó cua xem bác của tấm như sao này cái khu như sao này ở lúc sau đây thì má ra bia bạc khăn này ra bia khăn rồi ra bia nó con đây là bà luôn nè cháu đồ chỗ rồi không mà chắc quá chỗ vào đó mà được ạ đi ra thành lá chịu à đó cha này giá đi tàn đá vậy cái đó apply số to giảm đúng vì tôi giảm này ủa trên này mà ngàn sao rồi à very good chia kìa má cô cho nó chơi nè sao này á có ngâm này chịu vậy đó có ngâm này được mà
ကြောက်မြအောင်ကြည့်ချင်းဝိုင်းနဲ့တွန့်သွားတယ်ငါဝိုင်းရှုံသွားတယ်သောက်လို့ကောင်းပြုံးသွားတယ်အဲ့လိုပေါ့ဒါစားနေတဲ့အချိန်မှာလာတဲ့ feeling ကိုမျက်နှာနဲ့ဒါရိုက်ပြောပြတယ်ခါလေကြတော့တစ်သက်ကမအားဘူးလေပြောဖို့တော့အဲ့တော့ကြောင့်မလို့ညခေါ်ညလုံးအပြုံးထားမှုရနဲ့အားလုံးပြောပြပိုက်တယ်ကောင်းတယ်ဒီနေ့လို့ချင်းမဆောင်နဲ့စားဖို့အတွက်ကိုစနေတနင်္ဂနွေတွေကကြိုတင်ပြင်ဆင်ထားလွယ်တာတော့မဟုတ်နဲ့ချင်ပါကဲတော့အခုစားလာတော့နည်းနည်းလေးတော့ပြီးတော့မှာဒါမှမပြီးသေးဘူးအခုနောက်စကားပြန်ဆက်မယ်နော်ကိုယ့်တော့ကိုတန်ဖိုးထားပါကိုယ့်အစားလုပ်ကိုတန်ဖိုးထားပါကိုကျမရုပ်ကိုတန်ဖိုးထားပါကိုကိုတန်ဖိုးထားအဲ့တော့မှဘဝရနေပြောမှာပြောလို့နေမှနေတယ်လို့ပြောမှာအဲ့ဒါကြောင့်မှခါရရရဲတော့ပြောရှင်နေပဲဖတ်တာ不高，明白吗？再一年，我，咋没人？叫他三里也包咱们。ဒီတော့ဘာလို့ပြည့်သွား现在我不安票còn ngon lại đó chứ sao mà ngốc in người mà toàn toàn về bà má cho tao